နောက်နှစ်ဖက်ဆောင်မှာထွေးတဲ့ကောင်းမှု strategy ကိုကျွန်တော် better testing လုပ်ပြပါမယ်။အဲဒါက smart money လည်းမဟုတ်ဘူး ICT လည်းမဟုတ်ပါဘူး။တကယ်တမ်းအကောင်းဆုံး strategy ဆိုတာကပေါ့နော်ကိုယ်တိုင်ထွေးကြည့်လို့ကိုယ့်ကိုတကယ်အမြင်ရစေတဲ့ strategy ဖြစ်တယ်။အဲဒီတော့ဒီနောက်နှစ်ဖက်ဆောင်မှာကျွန်တော်ကိုအမြင်ရစေတဲ့ strategy ကိုဒါကျွန်တော် better testing လုပ်ပြပါမယ်။အဲဒီတော့ကျွန်တော် trade တဲ့ဟာကတော့ကိုပေါ့နော်ကျွန်တော်ကိုtrade တယ်ပြီးလို့ရှိရင် training တိုင်းနေတဲ့ကကျွန်တော်မှာ2ချိန်ရှိတယ်9နိုင်ကနေပြီး9နိုင်ခွဲအထိတစ်ချိန်7ခွဲကနေပြီး10နိုင်အထိ2ချိန်ပေါ့နော်ကျွန်တော်ရဲ့ဒီ daily target ကတော့ total 2ပါပေါ့နော်ကျွန်တော်တနေ့ကို2 profit ရတယ်ဆိုလို့ရှိရင်တော့နားတယ်stop loss ကိုတော့ကျွန်တော်$4နဲ့ TP ကိုတော့ကျွန်တော်$8ပေါ့နော်ရွှေစီရဲ့$4နဲ့$8ပေါ့နော် risk and view ကဒါကျွန်တော်1 to 2အနေနဲ့ထားတယ်အဲ့တော့ကျွန်တော်သုံးတဲ့ strategy ကကျတော့ကျွန်တော်ဘာသုံးလဲဆိုတော့ EMA နဲ့ကျွန်တော် candlestick နဲ့ကိုကျွန်တော် confirmation တွဲပြီးတော့သုံးတယ်ပေါ့နော်ကျွန်တော်သုံးတဲ့ confirmation တွေကသူ့မှာကဒီ EMA ရဲ့higher time frame ရဲ့ EMA ရှိမယ်ပြီးလို့ရှိရင်ဒီ SMC ရဲ့ဒီ breakout structure ရှိမယ်ပြီးလို့ရှိရင်သူရဲ့ဒီ sideways fader အနေနဲ့ကတော့ဒီ EMA float ရှိမယ်ပြီးလို့ရှိရင် ADH trend ပေါ့နော်အဲ့ဒါတွေအကုန်လုံးဒါကျွန်တော်ကတွဲပြီးတော့သုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့တကယ်တမ်းတာမန်ပေါ့နော်လူတယောက်အနေနဲ့ဒီ trading ချက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ confirmation တွေကတော့လိုက်ကြည့်ပြီးတော့ဘယ်ဟာဘယ်လိုကန့်ညီလဲဆိုတဲ့ဟာကိုတစ်ချက်ချင်းပြန်ပြီးတော့စစ်နေဖို့အတွက်အချိန်မရှိဘူးဒါကြောင့်မို့လို့ကျွန်တော်သုံးတဲ့ strategy ရဲ့ confirmation တွေအကုန်လုံးကိုကျွန်တော်ကုတ်ရေးပြီးတော့ indicator တစ်ခုအနေနဲ့ဒါကျွန်တော်ပိုင်း data တွေမှာဒါကျွန်တော်လာပြီးတော့ထည့်လိုက်တယ်ပြီးတော့အဲဟာကိုသုံးပြီးတော့ဒါကျွန်တော် trade တယ်ပေါ့နော်ဒီကောင်ကကျတော့ကျွန်တော်ရဲ့ဒီ strategy တွေရဲ့confirmation တွေရောဘယ်လိုရှင်တွေသုံးတဲ့ဟာတွေအကုန်လုံးထည့်ပြီးတော့ပေါင်းထားတဲ့ indicator ပါသူ့မှာဘယ်လိုရှင်ပေါ့နော်ကျွန်တော်ဒီနားလေးမှာသူကဘိုင်းဖြစ်ဖြစ်ဆဲဖြစ်ဖြစ်ဒါကျွန်တော်တို့ signal အနေနဲ့ပြရတယ်အဲ့ဆိုတော့ကျွန်တော်ကပေါ့နော်ဒီလိုမျိုးဘိုင်းပြရတယ်ကျွန်တော်10 million entry ဝင်လာလားဆိုတော့မဟုတ်သေးဘူးကျွန်တော် confirmation အနေနဲ့သူပြတဲ့ signal ကိုပေါ့နော် body breakout ဖြစ်တဲ့အချိန်မှာ body breakout ဖြစ်တဲ့အချိန်ကြတော့မှကျွန်တော် entry ဝင်နေstop loss ကိုတော့ကျွန်တော်40 pin နဲ့ TP ကိုတော့80 pin ထားတယ်ပေါ့နော်အဲ့ဆိုတော့ဒီနေ့တော့မလို့ရှိရင်တော့သူက9နိုင်ရနေပြီးတော့ market လေးစားပြီးတော့ဝင်နေပြီးတော့သူဒီနားလေးမှာသူက signal မရဘူးကျွန်တော်တို့ signal ရတဲ့ candle ကကြတော့သူကဒီနားလေးမှာအဲဒီတော့ဒီ candle ကို breakout ဖြစ်တဲ့ကောင်ကကြတော့သူကဒီနားလေးမှာပေါ့နော်အဲ့ဆိုတော့ကျွန်တော် long position ဝင်မယ်ပေါ့နော်ဒီနားကနေပြီးတော့ဝင်မယ်ဆိုတော့သူပြရဲ့ဝယ်ရမယ့်စီရန်ကကြတော့4384ပေါ့နော်84ဆိုတော့ကျွန်တော်ရဲ့ stop loss ကို4380မှာထားမယ်အဲ့ဆိုတော့ TP ကကြတော့2อ่ะဆိုတော့4384ကနေဆိုတော့4392ပေါ့နော်အဲ့ဆိုတော့ကျွန်တော်ဒီနေ့အတွက် valuation တော့သူက today 2อ่ะ profit run နေဖြစ်သွားပြီဒါ valuation တော့ကျွန်တော်ဒီနေ့အတွက်နားပြီပေါ့နော်အဲ့ဆိုတော့ပြီးခဲ့တဲ့ရက်တွေကိုတစ်ချက်တော့ကြည့်အောင်ကျွန်တော်ကဒီ trading session ကနှစ်ခုခွဲရတယ်ဆိုပေမဲ့တနေ့တာအတွက်ကို today ပေါ့နော်2က profit run နေဖြစ်တာနဲ့ကျွန်တော်အဲ့ဒီကိုနားတာပါကျွန်တော်ဆက်ပြီးတော့မထွေးပါဘူး Okay အဲ့ဆိုတော့ကျွန်တော်ဒီနားလေးမှာသူက signal entry ရတယ်ပေါ့နော်ဒါပေမဲ့ entry ရတဲ့အချိန်မှာကျွန်တော် confirmation စောင့်နေ confirmation စောင့်တာကကျွန်တော်ရဲ့ဒီ signal ကန်တွေကိုနောက်ထပ်ကန်တွေက body breakout ဖြစ်တဲ့ကန်တွေက body breakout ဖြစ်တဲ့အချိန်မှာ entry မနာဆိုတော့ body breakout ဖြစ်တဲ့ကန်တွေဒီကျွန်တော်တို့ဒီကန်တွေအဲ့ဆိုတော့ကျွန်တော်ဒီကန်တွေကနေပြီးတော့ short position ဝင်မယ်stop loss ကိုတော့ကျွန်တော်40 bit ထားတာဆိုတော့4319ဆိုတော့ကျွန်တော်ရဲ့ stop loss က4323ဖြစ်မယ်အဲ့ဆိုတော့ TP ကကျတော့သူက2อ่ะဆိုတော့$8ပေါ့နော်အဲ့ဆိုတော့ကျွန်တော်ဒီမှာလေးသူက profit ဝင်နေဖြစ်တယ်ပေါ့နော်အဲ့ဆိုတော့ဒီနေ့တော့ solution လေကျွန်တော်တို့နားပါပြီအဲ့ဆိုတော့နောက်ထပ်တစ်ရက်ကိုထပ်ပြီးတော့ကြည့်အောင်ဆိုတော့ကျွန်တော်ဒီနားလေးပါလာပြီးကြည့်မယ်ပေါ့နော် Okay အဲ့ဆိုတော့အရင်ဆုံးအနေနဲ့ကသူ့ရဲ့ပေါ့နော်ဘိုင်း signal ပြတဲ့ကန်တွေကကြတော့ကျွန်တော်တို့ဒီကန်တွေဒါပေမဲ့ဒီကန်တွေမှာကျွန်တော်တို့မဝယ်ဘာလို့မဝယ်ရလဲဆိုတော့ကျွန်တော်ရဲ့ဒီကန်တွေကိုနောက်ထပ်ကန်တွေက body breakout ဖြစ်တဲ့ချိန်ကျမှ entry ဝင်မှာဆိုတော့ကျွန်တော်တို့မှာဒီမှာ body breakout ဖြစ်တဲ့ကန်တွေမရှိဘူးဒါကြောင့်မလို့ entry မဝင်ပါဘူးအဲ့ဆိုတော့ကျွန်တော်ဒီမှာ sell entry ရတယ်အဲ့ဆိုတော့ကျွန်တော်ရဲ့ဒီ second ကန်တွေကို body breakout ဖြစ်တဲ့ကန်တွေကကြတော့ဘယ်ကန်တွေလေးဆိုတော့ကျွန်တော်တို့ဒီနားလေးကကန်နေပေါ့နော်အဲ့ဆိုတော့ဒီနားလေးကနေပြီးတော့ short position ဝင်မယ်အဲ့ဆိုတော့ကျွန်တော် entry ဝင်တဲ့ price ကကြတော့သူက4358.98ဆိုတော့4356ပေါ့နော်4359ပေါ့59ဆိုတော့ကျွန်တော်ရဲ့ stop loss ကိုကျွန်တော်တို့4363မှာထားမယ်ပြီးတော့ TP ကတော့ထုံးမှန်နိုင်မယ်$8ဆိုတော့ကျွန်တော်2ပါပေါ့နော်ကျွန်တော်ဒီမှာသူကဝင်နေဖြစ်ပါတယ်ဟာဆိုတော့နောက်ထပ်တစ်ရက်ကိုကျွန်တော်ထပ်ပြီးတော့ကြည့်အောင်
Okay အဲ့ဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒီမှာလာပြကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဒီနားလေးမှာ entry ဝင်မယ်ပြီးတော့ entry ဝင်တာမဟုတ်ဘူးเนาะကျွန်တော်တို့ second ကန်တွေကကြတော့ကျွန်တော်တို့ဒီနားလေးကကန်နေပြီးတော့ body break up ဖြစ်တဲ့ကောင်ကကျွန်တော်တို့ဒီကောင်ပေါ့เนาะအဲဆိုတော့ကျွန်တော်ဒီနားကနေပြီးတော့ဘာရင် entry ဝင်မယ်ဆိုလို့ရှိရင်ဒါ data box stop တော့ထိပါမယ်အဲဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီကောင်ကတော့မ trade ဘူးเนาะဒီမှာက confirmation ကန်နေမရှိအကြောင်းပါနောက်တစ်ခါထပ်ပြီးတော့ကျွန်တော်ဒီနားလေးမှာ entry တစ်ခါထပ်ပြီးတော့ဝင်မယ်အဲဆိုတော့ဒီကောင်ကလည်းသူက stop တော့ထိပါမယ်ဆိုတော့အဲ့လိုမျိုး stop loss ထိရဲ့အချိန်ဒီမှာတော့ကျွန်တော်တို့ပေါ့နော်နောက်ထပ်ကျွန်တော်ရဲ့ဒီ trading session တစ်ခုမှာကကျွန်တော်အများဆုံး3ချိန်ထိ trade တယ်သူက session တိုင်းက990တတ်မှတ်ထားတယ်ဆိုပေမဲ့ကျွန်တော်ရဲ့ဒီ trading count ပေါ့နော် trading count ကသူက3ချိန်မပြည့်တဲ့အခါကြလို့ရှိရင်เนาะကျွန်တော်နည်းနည်းထပ်ပြီးတော့စောင့်ပါတယ်အဲဆိုတော့ကျွန်တော်ဒီမှာတစ်ချိန် stop loss ထိရဲ့တစ်ချိန် stop loss ထိရဲ့ဆိုတော့2ချိန်ပေါ့နော်2ချိန်ပဲ stop loss ထိရဖြစ်တဲ့အတွက်ကျွန်တော်နောက်ထပ်တစ်ချိန်ထပ်ပြီး trade လို့ရတယ်ဖြစ်တယ်အဲဆိုတော့ကျွန်တော်ဒီနားလေးမှာသူက signal ကန်နေရတယ်ပြီးတော့ confirmation ကန်နေကကျတော့ကျွန်တော်တို့ဒီနားလေးမှာကန်နေပေါ့နော်အဲဆိုတော့ကျွန်တော်ဒီနားကနေပြီးတော့ short position ဝင်မယ်ပြီးတော့သူကဒါ TP ထိသွားပါလိမ့်မယ်အဲဆိုတော့ဒီ Metakin trading session မှာ valuation เนาะသူကbreak even ပေါ့နော် break even ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်နောက်ထပ် session မှာ session တစ်ခုကိုကျွန်တော်ထပ်ပြီးတော့ trade တယ်အဲဆိုတော့ဒီနားလေးမှာသူက buy entry ရမယ်ပြီးတော့သူကဒါ stop loss ထိသွားလိမ့်မယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီနားလေးမှာသူက sell signal ရမယ် sell signal ဆိုတော့ signal ကန်တွေကကျတော့ဒီကန်နေပြီးတော့ break out ဖြစ်မဲ့ကန်တွေကကျတော့ကျွန်တော်တို့ဒီနားလေးမှာဖြစ်တယ်အဲဆိုတော့ကျွန်တော်တို့ရဲ့ဒီပေါ့နော် break even ကိုတော့ကျွန်တော်ဒီ stable run ပြီးသွားတဲ့ချိန်မျိုးမှာကျွန်တော် break even ထားပါတယ်4.89ဆိုတော့ကျွန်တော်ရဲ့ stop loss က89ဆိုတော့93မှာဖြစ်မှာနော်ဒီကောင်ကသူက break even လဲထားဖို့မမီလမ်းနဲ့တူပါတယ်နော် Okay anyway ထားပါတော့အဲ့ဆိုတော့ဒီကောင်ကတော့သူက stop loss ထိသွားလိမ့်မယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ကဒီမှာတစ်ချိန် stop loss ထိမယ်တစ်ချိန် stop loss ထိမယ်ဆိုတော့ကျွန်တော်ရဲ့ total trading count ဒီ3ချိန်ပဲ trade လို့ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနောက်ထပ်တစ်ချိန်ပဲ trade လို့ရပါတော့မယ်အဲ့ဆိုတော့ဒီ line လေးမှာသူက buy entry buy ပြရတယ်ပေါ့နော် buy ပြရတယ်ဆိုတော့သူ့ရဲ့ကန်တွေကို break out ဖြစ်တဲ့နေရာလေးကကျတော့ကျွန်တော်တို့ဒီ line လေးမှာပေါ့နော်အဲ့ဆိုတော့ကျွန်တော်ဒီနားကနေပြီးတော့ buy entry ဝင်မယ်stop loss က40 pairs ဆိုတော့သူက4.93.79ဆိုတော့4.90ပဲထားပါတော့ဒီကောင်ကသူက TP ထိသွားလိမ့်မယ်ပေါ့နော်အဲ့ဆိုတော့ total အနေနဲ့ valuation တော့ဒီနေ့ကတော့ဒီ trading session တစ်ခုလုံးမှာသူက break even နဲ့ဆုံးသက်သွားပါလိမ့်မယ်ကျွန်တော်ဒီမှာတစ်ချိန် stop loss ထိမယ်တစ်ချိန် TP ထိမယ်တစ်ချိန် stop loss ထိမယ်တစ်ချိန် stop loss ထိမယ်ဒီမှာတစ်ချိန် TP ထိသွားပါလိမ့်မယ်ဆိုတော့နောက်ထပ်တစ်ရက်ကိုထပ်ပြီးကြည့်အောင်Okay အဲ့ဆိုတော့ကျွန်တော်ဒီနားလေးမှာပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့ entry မဝင်ဘာလို့ entry ဝင်လာလဲဆိုတော့ဒီမှာ break up ဖြစ်တဲ့ကန်နေမရှိဘူးဒီကောင်ကလည်း entry ဝင် confirmation ကန်နေနေနဲ့ကန်နေပေါ့နော် confirmation ကန်နေကိုနောက်ထပ်ကန်နေက body break up ဖြစ်တာမရှိရဖြစ်တဲ့အတွက် entry မဝင်အဲ့ဆိုတော့ကျွန်တော်ဒီကောင်ကိုတော့ entry ဝင်မယ်ပြီးတော့ကျွန်တော်တို့ဒီကောင်က second ကန်နေ confirmation ကန်နေကကျတော့ကျွန်တော်ဒီနားလေးရကန်နေပေါ့နော်3.5ဆိုတော့ကျွန်တော်ဒီနားလေးကနေပြီးတော့ short position ဝင်မယ်35.61ဆိုတော့ကျွန်တော်ရဲ့ stop loss က39.5ပေါ့နော်ဒီကောင်ကလည်းတိတာရေးပါပေါ့နော်ကျွန်တော် TP ထိသွားပါလိမ့်မယ်ဆိုတော့ဒီနေ့ဆို valuation တော့ဒါကျွန်တော်တို့ winning ဖြစ်တယ်ပေါ့နော်ကျွန်တော်နောက်ထပ်တစ်ရက်ကိုထပ်ပြီးတော့တွားရအောင်ဆိုတော့နောက်ထပ်တစ်ရက်ပေါ့နော်ကျွန်တော်ရဲ့ဒီ trade တွေအကုန်လုံးကိုကျွန်တော်ရဲ့ Telegram channel မှာနေ့တိုင်း live trading လုပ်ပြီးတော့ပေါ့နော်ကျွန်တော်ရဲ့ member တွေနဲ့အတူတူဒါနေ့တိုင်း trade နေရရှိပါတယ် join နေပြီလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram ကနေပြလာပြီးပြောလို့ရပါတယ်ဟောပေါ့နော်ကျွန်တော်တို့နေ့တိုင်း trade မြတ် entry တွေမနက်ကဘလို့ရှိရင်လည်းဒါကျွန်တော်တို့ stop loss ပေါ့နော်stop loss ထားရပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ဒီနေ့တော့ပုံလာပြောကြည့်အောင်အဲ့ဆိုတော့ဒီကောင်ကသူကဒီမှာ signal ကန်နေပေါ့နော် signal ကန်နေကိုပေါ်ယူတော့ဖြစ်တဲ့ကောင်မရှိဘူးဒါကြောင့်မလို့မထွေးဘူးပြီးတော့ဒီကောင်ကကျတော့သူက signal ကန်နေပေါ့နော်signal ကန်နေ
အဲ့ဆိုတော့ဒီမှာတစ်ချက်လာပြီးကြည့်အောင်ကျွန်တော်ရဲ့ဒီကောင်ကကြတော့သူကဒီနားလေးမှာ signal ကန်နေပေါ်တယ်ပေါ့နော်ဒါပေမဲ့သူကဒီနားလေးမှာလေသူက signal ကန်နေပေါ်တာရှိရယ်ပေါ်တာရှိရယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်ကိုမရှိဘူးပေါ့နော်ကျွန်တော်ဒီကောင်ကိုပဲပြန်ပြီးယူပြီး trade တယ်ပြီးတော့ဒီကောင်က body break out ဖြစ်တဲ့ကောင်ဆိုတော့ကျွန်တော်ဒီနားလေးမှာပေါ့နော်အဲ့ဆိုတော့ body break out ဖြစ်တဲ့ကောင်ဆိုတော့ကျွန်တော်ဒီနားလေးကနေပြီးအောင်ထီဝင်မယ်ပြီးတော့သူကဒီမှာ stop loss ထီသွားလိမ့်မယ်ဆိုတော့ကျွန်တော်တို့ total အနေနဲ့ဆိုလို့ရှိရင်တော့ဒီနေ့တက်ကတော့တစ်ချိန်ပဲထွေရသေးရယ်နောက်ထပ်ချိန်လေးဆက်ပြီးတော့ trade မယ်အဲ့ဆိုတော့ကျွန်တော်တို့ဒီနားလေးမှာသူက signal ကန်နေရမယ်အဲ့ဆိုတော့ဒီကောင်းကို entry ဝင်မယ်ဆိုရင်ဒီကောင်းကလည်းသူက stop loss ထိမယ်နဲ့တူတယ် stop loss ကကျွန်တော်တို့40 bit ထားတာဆိုတော့ 23.18 ဆိုတော့ကျွန်တော်ရဲ့ stop loss ကို 27.18 မှာထားအောင်ပါဗောနော်ဆိုတော့ဒီကောင်းကလည်းသူက stop loss ထိနေမယ်ဗောနော်အဲ့ဆိုတော့ကျွန်တော်တို့ရဲ့Isha session မှာဘယ်လိုရှင်တော့သူက2ချိန် stop loss ထိပြီးတော့အဲ့ဆိုတော့နောက်ထပ်တစ်ချိန်ထပ်ပြီးတော့ trade လို့ရအောင်မယ် session တစ်ခုမှာ trading ကောင်းကသူက3ချိန် trade မှာဆိုတော့ဒီမှာတစ်ချိန် stop loss ဒီမှာတစ်ချိန် stop loss အဲ့ဆိုတော့နောက်ထပ်တစ်ချိန်ဆက်ပြီးတော့ trade ပေါ့နော်ဆက်ပြီးတော့ trade နေရာမှာကျွန်တော်တို့ဒီနားလေးမှာသူက buy signal ရှာမယ်ပြီးတော့ confirmation candle ကကျတော့ဒီနားလေးမှာပေါ့နော်ပြီးတော့သူက TP ထိသွားပါလိမ့်မယ်ကျွန်တော်ပြတော့နော်သူက4.2တက်ကနေပြီးတော့4.3မိတိ profit runner ဆိုတော့ဆိုတော့ Asia session မှာဘယ်လိုရှင်တော့သူက break even နဲ့ဆုံးသက်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့နောက်ထပ်7ခွဲပေါ့နော်7ခွဲ session ကိုကျွန်တော်တို့ဆက်ပြီးတော့ trade မယ်ဆက်ပြီးတော့ trade မယ်ဆိုတော့ကျွန်တော်တို့ဒီနားလေးမှာသူက buy signal ပေါ့နော်ကျွန်တော်တို့ဒီနားကောင်က confirmation ကန်နေမရှိဘူးပြီးတော့ကျွန်တော်ဒီနားလေးမှာသူက signal ရှာရတယ်ပေါ့နော်ပြီးတော့သူကဒီနားလေးမှာ trade တယ်ပြီးတော့သူက stop loss ထိသွားလိမ့်မယ်အဲဆိုတော့ဟိုပေါ့ကျွန်တော်တို့ဒီနောက်ထပ် session တစ်ခုမှာဆိုရင်တစ်ချိန် stop loss ထိမယ်အဲဆိုတော့နောက်တစ်ချိန်ထပ်ပြီးတော့ trade မယ်ဆိုတော့ကျွန်တော်ဒီနားလေးမှာသူက sell signal ရမယ် sell signal ကိုရှားတဲ့အချိန်မှာကျွန်တော်တို့တွေ့ပေါ့နော် candle confirmation စောင့်နေ candle confirmation ကကျွန်တော်တို့ဒီကန်နေပေါ့နော်ဒီကောင်ဖြစ်မယ်အဲဆိုတော့ဒီနားကနေလာပြီးတော့ trade မယ်ဒီမှာကြည့်ပေါ့နော်ကျွန်တော် brother တို့ကိုနှစ်ခုပြန်ပြီးတော့ရှင်းပြီးတော့ပြရမယ်ဆိုလို့ရှိရင်ကျွန်တော်ဆောနာတုံးကကျွန်တော်တို့ရဲ့ပေါ့နော် candle confirmation ယူရဲ့ candle ကကျတော့သူက signal candle ဖြစ်နေတယ်ဒါပေမဲ့ဒီမှာ evolution တော့သူကဒီမှာ candle break out ဖြစ်တဲ့အချိန်မှာဒီ candle ဒီ signal candle မဟုတ်ဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီကနေပြီးတော့ပြန်ပြီးတော့ယူပြီးတော့တုံးနေတကယ်လို့တာပေါ့နော်သူရဲ့ break out ဖြစ်တဲ့ candle ကကျတော့ဒီလိုမျိုး signal candle ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကန်နေ body break out ဖြစ်တဲ့ကောင်ကိုထပ်ပြီးတော့ဆောင်းဖို့တက်လို့မယ်။ဒါတော့ကျွန်တော်ရဲ့ rule basic တွေပေါ့နော်။ trade နေကြပြီဆိုလို့ရှိရင်တော့ဒီပါတယ်။အဲဆိုတော့ကျွန်တော်ဒီနားကနေပြီးတော့ short မယ်။20.91 ဆိုတော့ stop loss ကိုတော့သူက25မှာထားမယ်။ဆိုတော့သူက TP ထိသွားပါလိမ့်မယ်နော်။အဲဆိုတော့ဒီကောင်တွေကကျတော့ကျွန်တော်နည်းနည်း testing လုပ်ပြတာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဒီ3 net strategy တွေအကုန်လုံးကိုကျွန်တော်ရဲ့ Telegram မှာကျွန်တော်ရဲ့ team member တွေနဲ့မနက်တိုင်းပေါ့နော်ကျွန်တော်ရဲ့ဒီ trading session က9နာရီကနေစရဆိုလို့ရှိရင်မနက်တိုင်းကျွန်တော်ရဲ့ team member တွေနဲ့ဒီလို live trading zone နဲ့ live trading လုပ်ပေးနေရှိပါတယ်။ join နေပြီလို့ရှိရင်တော့ကျွန်တော်ဒီ description မှာပေးထားတဲ့ Telegram account ကနေဒါလို့ပြောလို့ရပါတယ်။ဆိုတော့ဟုတ်လားပါ။